ကြခင်မှာအသင်းညံဆိုတဲ့ကာလာရောက်ရှိတော့မှာဖြစ်ပါတယ်ခင်ဗျာအသင်းညံမတိုင်ခင်မှာငွေကြီးကြီးမမဝင်ကျင်တယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းမှာတွေကကြိုပြီးတော့ရေတရားလောက်ထားရမယ်နော်အသင်းညံဆိုတဲ့ကာလာဟာတော်တော်များများလူတော်တော်များများငွေကြီးနဲ့ပတ်သက်လို့ရှိရင်တိတ်ပြီးတော့မရှင်လန်းကြဘူးပေါ့နော်ငွေကြီးလက်လာပါကန်ဒီအားနေကြတယ်ငွေနဲ့ပတ်သက်လို့ရှိရင်ချွေတာပြီးဟိုမှသုံးဆွဲရတဲ့ကာလာပိုင်းခြားလေးဖြစ်ပါတယ်ဘာကြောင့်ဆိုတော့ပျော်ပွဲရွှင်ပွဲတွေများတဲ့ခါမှာအလောက်ကင်စီးပွားရေးနဲ့ပတ်သက်ပြီးအနေငယ်ကြက်တဲတာမျိုးလေးတွေရှိတတ်တယ်နော်အဲ့တော့တင်းကြံအခုကြာရောက်မဲ့မဟာတင်းကြံကာလနော်အခိုက်တန့်တော်တွင်မှာရွှေအပြည့်ငွေအပြည့်စီးစိမ်ဥစ္စာချမ်းသာဒုက္ခယေဒနာအပြည့်ပတ်စံအပြည့်နဲ့ငွေတော့ပိုက်ပြီးတော့နှစ်သက်ကိုကူးပြောင်းခြင်းတဲ့သူတွေဟာဒီရက်ပိုင်းမှာတွေကရေတရားကိုကျွတ်လုပ်ထားပါဘယ်နေ့လှုပ်လို့ရပါတယ်ဘယ်နေ့ဆိုတာဒီတင်းကြံမတိုင်ခင်ပေါ့နော်တင်းကြံမတိုင်ခင်ကာလာပိုင်းခြားကြိုက်တဲ့ချိန်မှာလှုပ်ပါခင်ဗျာမိမိရဲ့မွေးနေ့မနက်9နာရီအတိဖျားမှာတပြေ6ညွန့်တိတိလူရမှာဖြစ်ပါတယ်အောင်တပြေဆိုပိုကောင်းပါတယ်အောင်တပြေမရခဲ့တဲ့ရှိတဲ့တပြေသားလူပါနော်တပြေ6ညွန့်လူတန်းပေးပါအောင်တပြေ6ညွန့်လူတန်းပေးပါခင်ဗျအောင်တပြေ6ညွန့်ပန်းအိုးလေးနဲ့ထည့်ပြီးတော့ဖျားမှာလှူတဲ့ခါမှာယူရမယ်မနန်ရှိတယ်အောင်တီရိဒေဝီလက်ခမီဒေဝီမာရက်ခန္တုလာဘန်တုခံမေဒေတုဆိုပြီးတော့29ခေါက်တိတိရွတ်ပါ29ခေါက်တိတိရွတ်ပြီးသွားတယ်မဟာသင်းကြံပေါ့နော်အခုရောက်ရှိမဲ့သင်းကြံမတိုင်ခင်မှာပဲငွေနဲ့ပတ်သက်တော့လက်လာပါကြီးကြီးမမဝင်လာပါစေအကြီးအကျယ်ချမ်းသာပါစေနော်နှစ်ကူးတို့ပေါ့နော်အခုရောက်ရှိမဲ့နှစ်သက်ကိုစိတ်သက်လူအသက်နော်စိတ်ချမ်းသာခြင်းတွေနဲ့စီးစိမ်ဥစ္စာယေဒနာရွှေငွေချမ်းသာဒုက္ခပေါင်းများစွာငွေတုပ်ရွှေတုပ်ပိုက်ပြီးတော့မတောင်းမတမကြောက်မကြပဲနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ကူးပြောင်းနိုင်ပါစေပေါ့မိမိလိုရအောင်ဆုတောင်းနော်အဲ့တော့ချမ်းသာဒုက္ခအပြည့်နဲ့စီးစိမ်ဥစ္စာအပြည့်နဲ့ယေဒနာရွှေငွေအပြည့်နဲ့လက်ထဲမှာပတ်စံတုပ်ပိုက်ပြီးတော့နှစ်သက်ကိုကူးပြောင်းခြင်းတဲ့သူတွေဟာတင်းကြံမရောက်ခင်ကာလဆက်ကြားဒီနေ့ကနေစပြီးတော့ပေါ့နော်ဒီနေ့ကနေစပြီးတော့တင်းကြံမရောက်ခင်၄လပိုင်းတင်းကြံမရောက်ခင်ကာလဆက်ကြားမှာကိုယ့်ရဲ့မွေးနေ့ကြုံကြိုက်တဲ့နေ့ကိုဒီရတရားလေးကိုကြိုပြီးတော့လှုပ်ထားပါခါရာမဏန်လေးကိုရွတ်ဖတ်ထားလိုက်ပါခင်ဗျာကျင်းသေးပေါက်မဟာသင်းကြံကာလမှာငွေပြက်သွားတယ်ဆိုတာမရှိဘဲနဲ့လက်လာပါအပြည့်နဲ့နော်ရွှေအိုးငွေအိုးထမ်းပြီးတော့ရွှေတုပ်ငွေတုပ်ပိုက်ပြီးတော့ချမ်းသာဒုက္ခစိစင်ဩစာအပြည့်နဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့လက်လာပါတွေပေါ်ပေါ်တီတီချောင်းချောင်းချီချီသုံးဆွဲနိုင်ပြီးတော့အကြီးအကျယ်ချမ်းသာဂိမ်းစိုက်ပြီးယေဒနာပုံဂိမ်းစိုက်တဲ့ကဲ့သို့ရွှေမိုးငွေမိုးရွာသုံးပြပြီးနှစ်ကူးနှစ်သက်တို့အေးချမ်းစွာချမ်းသာစွာနဲ့ကူးပြောင်းနိုင်ကြပါလိမ့်မယ်ခင်ဗျာ